မျိုးပေါ့နော်အနာတွေပါတွေဒီမှာကျိုးတွေမှာကလင်းဖို့ဒီနေရာတွေအကုန်ဒါမှကျွန်တော်ရှီဘူးကပူယောကကျွန်တော်မေ့တယ်ပေါ့နော်ဒါအရေးပေါ်ပေါ့ရောင်းနေပါလေခဲအကုန်ကျွန်တော်မှာရေးပေါ်ထားတာပေါ့နော်အဲ့တနာမျိုးကဘယ်လိုခေါ်လဲဒါဟိုစားမစလိုလေအဲ့ဒီခေါ်တာမစလိုရန်ထောင်းကျွန်တော်တို့ကကျွေးရန်ထောင်းပေါ့ကွာရန်ထောင်းတနာပါနော်ရန်ထောင်းတူအတန်တော်ကြီးတယ်ပဲဒီများရန်ဘယ်လိုထည့်လဲပြကြည့်ပါဦးဒီများဒီခဏမှအခုကျွန်တော်မဖြောက်သေးဘူးကျွန်တော်အဖြောက်ချင်အောင်တူကဲနော်အလေးရှောက်လာခိုင်းတယ်ကူလေးကြီးရှောက်ခိုင်းတော့ဘယ်လိုခေါ်တော့ဟုတ်ဘူးဘယ်လိုလဲမခါခေါ်တယ်ဘယ်တော့အတိလာတော့နီအော်မဲဒီမဲတာအထေမလာဒီအလဲရိုက်ကြတာဒီကဘယ်ညာလဲဒီရှိတကူကဒီခုအတက်ရှိဒီနောက်တစ်ခုကအသက်ဆင်းဆိုရင်လူပိကခုကနေချင်းဦးခုဟာအသက်ကဒီဖက်လဲရမယ်အသက်ဒီဖက်လဲဆင်းဒါတော့တဲ့ဖက်လက်ချင်းလိုက်အတက်ရမလဲဟောက်ကြလဲသူချင်းခိုင်းတယ်သူကချိန်တာဟိုကျွန်တော်ပြီးထီးတဲ့နေရာမှာကျွန်တော်ချိန်ရမယ်လက်ဆင်းမနော်ချိန်လိုက်တော့ပြန်ပေးဒေါင်းသူပြောတာဟိုလက်တက်ရမယ်လေမိတော့ဒေါင်းကဒီခါစောင်းနော်ဒီကလည်းဦးလေးစနေအဘိလက်လက်နေရလက်သူပေါ်တဲ့လားလက်โอเคဆိုရင်ညာတဲ့ဖက်တော့right no ဟုတ်ဖက်တယ်လက်นี่นาဖက်လက်ပြီးတော့လက်ဟုတ်นี่นาဖက်ပြန်လက်အခုတလက်တော့တယ်ဒီတုံးနေ right နော်ဖက်မှာလက်တက်ရမယ်အဲ့ဒီမီးนี่นาဖက်မှာလာရမယ်โอเคအဲ့လောက်ဆိုရင်နည်းတော့လိုသေးတယ်ကွာဆက်ခုကကျွန်တော်ဒီမီးရတော့တောင်းလို့ဒါမှဒီမီးရတူတွင်းနိုင်တယ်ဘယ်လေးတဲ့ကနေကဲဘလောက်လဲဆိုရင်အဲ့လောက်မှထားပြီးညို့ရိတ်တယ်မှာပြန်ချင်းဒါမှခုကျွန်တော်တစ်ချက်ပြန်ပြီးလိုက်ရမယ်နဲ့ဒါပြီးလေတူဒေါင်းပြီလေนี่นาဖက်မနေနဲ့ထန်လေရလောက်ပြီတဲ့ပိတ်ကြရမျိုးပိတ်ကနေကြတော့အော်ခတ်တယ်ကျွန်တော်ရံဖက်ရမယ်